မချစ်ပြတ်တဲ့ရင်ဟောလေရီးစားမထားနဲ့နော်ရီးစားမထားနဲ့ချစ်တူလည်းမထားနဲ့မချစ်ပြတ်တတ်မှတော့ဘာလို့ရီးစားချစ်တူထားမှာလဲဟုတ်တယ်မလားမထားနဲ့တော့ဖြတ်လိုက်ကိုပေါ့အေးစိတ်ဂိမ်းစော့နော်အရန်မအားဘူးဆိုလို့ရှင်လဲအဲ့လောက်မအားဘူးဆိုရီးစားမထားနဲ့ပြောချင်တာဟုတ်တယ်မလားကိုအတွက်တောင်ကိုမအားဘူးဆိုလို့ရှင်လဲရီးစားမထားနဲ့နော်ဘာနင်တို့ဘာပြောရလဲဟိုကိုကချစ်ပြရမ်းချစ်ပါတယ်တဲကိုရမ်းချစ်ပါတယ်ချစ်တာကိုမထုတ်ဖော်ပြတတ်တာပါဘာကိုမထုတ်ဖော်ပြတတ်တာငါတို့ကနင်တို့မထုတ်ဖော်ပြတတ်မှတော့ငါတို့ကဘာတွားလုပ်ရမှာလဲငါတို့ကဓမ္မန်ဆရာလည်းမဟုတ်နင်တို့အတွင်းစိတ်ကိုကြည့်အောင်လဲငါတို့ကအင်မီဇန်လည်းမဟုတ်နော်ချစ်တယ်ဆိုရင်ထုတ်ဖော်ပြလိုက်နော်ချစ်တယ်ဆိုရင် prove something prove it ဟုတ်တယ်မလားနင်တို့ငါတို့ကချစ်တယ်ဆိုလို့ရှိရင်LV8 ကြီးတို့ဘာကြီးတို့ဝယ်ခိုင်းတာမို့မာလာရှန်ကိုကြီးမှဝယ်ကျွေးမှချစ်တယ်လို့ပြောမှာကဲတနေ့တာကိုရီအလုပ်တွေပင်ပန်းလာပြောအချင်းနေဘလို့လဲချစ်ရေးနေကောင်းလားကျမ်းမာတော်မူစဘာညာမေးဟုတ်တယ်မလားဟိုကိုဘာလုပ်နေလဲဆိုလဲစားပြီးပြီလားဆိုလဲတေးပြီလားဆိုလဲဘာဖြစ်တာလဲမချစ်ပြတတ်ဘူးမလားဖြတ်ပလိုက်နော်မချစ်ချင်ဘူးမချစ်ပြတတ်ဘူးလို့ပြောနေမယ်အစားရီးစားမထားနဲ့ဂိမ်းပဲဆော့တလားဂိမ်းပဲဆော့ဒါမှမဟုတ်လဲဇဲတောက်တန်းဆော့နေလိုက်နော်ဘယ်အားနေမအားဘူးနဲ့ပြီးရင်ရှိတဲ့အမေခိုင်းလို့နော်ဟိုဟာလုံနေရလို့ဒါလုံနေရလို့ကိုကတဲကိုရင်ထဲမှာအမြဲတမ်းတတိရပါတယ်ရင်ထဲမှာရှိပါတယ်စောက်ပူတယ်